မသိဘူးလားဟေ့အောင်ဗလန်စင်ကျူတယ်မှာဖြန်းတာဗျာတေးကြအောင်လို့ 4 ယောက် 5 ယောက်နော်လေ4ယောက် 5 ယောက်အောက်မှာလည်းလိန်စီးနေသေးရဲ့နော်စိတ်ကိုရှော့တော့ easy shot လိန်စီးနေတာ easy shot ဝင် ဒီတော့ငါတို့တော့ပဲနော်ဒီတော့ငါတို့တော့ပဲကောင်ဒီလိန်စီးနေတာနဲ့4ယောက် 5 ယောက်နော်စက္ကန့်40ချိန်ရတယ် easy စီစီလင်ရောကလည်းအိမ်မှာပဲနေနေရတာနော်ဒီဘက်မှာ3ယောက်4ယောက်ပြဗတဲ့ဆိုအဲ့မတိုက်စီစီလင်ရောတကောင်နဲ့ပဲစော့ခိုင်းလိုက်ကွာကျန်တဲ့က3ကောင်လုံးအကုန်တိုက်မကောင်းလားရတယ်ဒီလို့တော့ရီလူပေါင်းနဲ့လမ်းစီကိုရွေးမယ်နေတာမှာဘက်တယ်လေးတော့ရင်ဆိုင်ဝိုင်းနဲ့မဆူနာမီစလန်ကြမှာဂယ်ရီပါဝိုင်းနဲ့မဂယ်ရီတကောင်ဂျာညက်သွားနေမှာဂယ်ရီတန်းပြန်အင်မော်တယ်ကြပြန်ထဝင်းတာခရောင်ခဲတိုင်းတော့စတုံးပိုင်းလေးနဲ့ပြစ်ထိုးထားသေးတယ် manipulation ထပ်တော့ပေးတိုင်းမှာတော့ဆုံးမှာတော့ရင်းနေနဲ့ဂယ်ရီကိုတက်ဝိုင်းမှာတော့ကလောက်ဝေါဘလန်စီဂျူရယ်နဲ့တော့ချီကူဒါဘကေးမှာယူသွားတယ်ဗျာစီစီလင်ကိုမရှိတော့ပွဲပေးပြီညီကိုတော့ MCQ တကောင်ညီလေးဘယ်ပြေးဖို့ကြိုးစားနေတာလဲမရတော့ဘူးရင်းရဲ့လက်ချက်နဲ့ပြတ်သွားရင်လည်း9ကောင်လုံးတင်းဝိုင်းအောင်နဲ့ YG ရန်ကုန်ဂလက်တီကိုကျွန်တော်တို့ရဲ့တင်းမြန်မာအနေနဲ့တော့ CG မလေးရှားအသင်းကို2-0ဆိုရရလက်နဲ့အနိုင်ရရှိပြီး knockout stage ကိုတော့တက်လန်းသွားခဲ့ပြီပဲဖြစ်ပါတယ် Let's go YG guys come on man တကယ်ကောင်းတာဟဲ့အောင်ဟာကလောက်ဘလန်စင်ကျူတယ်မင်းမျက်ခွက်တဲ့ယူမင်းတဲ့ဖမ်းတာချီကူးမျက်ခွက်တဲ့ရက်ဆက်တယ်မင်းကြီးကိုရက်ဆက်ပဲပြောပါတယ် CG လောက်ကတော့ပြုတ်တောက်တယ် CG လောက်ကတော့နော် easy ပြုတ်တောက်ပါတယ်ဟုတ်လား CG လောက်ကတော့ပြုတ်တောက်တာဗောဘရိုရဲ့ Let's go သူစီလေးပါပဲ shit မောတာကွာ မေးလို့ play off လေးတောက်သွားလို့ကွာတော်တော်လေးစိတ်အေးသွားပြီတော်တော်စိတ်အေးသွားပြီကောင်းပြောတော့မောတာကွာဗလန်ချောင်းလေးပါနေမှာတော့ဒီပွဲအတွက်ဘာစိတ်ပူစရာရှိတော့မှာဟိုဘက်ချောင်းပိုင်အိတ်လို့ရပြီလို့မင်းငါပြောတယ်အကောင်6ရနေမှာတော့ငါတော့အစိမ်းလေးပဲအဲ့ဒီတော့ချောင်းနဲ့ဟီးတာတကယ်ပုတ်တာနှစ်ကောင်ပုတ်ချက်ပဲကြားတယ်တော်သေးရဲ့နောက်3ဘက်တည်းဒီကောင်ကန်တာဘက်လိုင်းမှာဘာမှမရှိတော့ရအောင်ဟေးအိုးနော်ဒီနော်ကန်ဝိုင်းတော့တော်တော်မျက်ခုံးလှုပ်သွားတာမျက်ခုံးလှုပ်သွားဒီကောင်နောက်မှာဘာမှမပါလာဘူးသိရမလားဒီမှာလဲဘက်တည်းဖြစ်နေပြန်လိုက်တော့ CG တဲ့ Let's go ပြန်လိုက်တော့မြန်မာ flat လေး WYG လေးမန်းရပါတယ်နော်လာပြီတောက်ဖို့လေးမှားလာအောင်မဲ့သားယူမြန်မာ flat လေးလက်ချက်တွေတန်းဝင်တာပြန်နေကြနေရည်ရန်တက်နေတာတဲ့ရန်တက်နေသာပြန်တင်မလားလားရန်တက်နေဟုတ်တယ် CG ကတော့ပြုတ်တော့နေတာတို့ပိုင်းလေးတော့တက်သွားပြီ play တော့တက်သွားပြီ YG let's go ဝါကိုလာခဲ့မယ်နော်ညီတို့ခဏနည်းနည်းစောင့်အောင်နော်ဟွာ magic ချက်လေးခဏစောင့်အောင် YG ကဲညီတို့ ready လားမဟုတ်ပါဘူးဆိုတော့ညီတို့ ready လား wait ညီတို့ Ryan Min နဲ့ညီတို့ solo ready လား guys ready လား ready ဖြစ်ရင်စမယ်ဗျာညီကိုတွေသူတို့ ਨੇ post တွေပါသွားတင်နေနေတူတယ်hello let's go ကြားလားကြားပါတယ်let's go ကျုံးအောင်ကဲเนาะကျွန်တော်ရဲ့ Randy ရဲ့ Extreme Passion Gaming Pocket Season လေးကနေပြီးတော့เนาะကျွန်တော်တို့ရဲ့ဇေရဲ့ live stream နဲ့ collab လုပ်ထားတဲ့အနေထားလေးကနေပြီးတော့ကြိုးစိုးလိုက်ပါတယ်ကျွန်တော်ဒီနိုင်ရရှိသွားတဲ့ပွဲပေါ်မှာကျွန်တော်ရဲ့ဒါ senior player Ryan Min နဲ့เนาะဒီဘက်က content writer analysis solo berry ဘာတွေများပြောချင်လဲဗျာเนาะကျွန်တော်ပြောပါဦးကျွန်တော်အရင်ပြောနေပြီပထမဆုံးနေပြောချင်တာတော့ဒီ knockout stage ကနေတက်လန်သွားတဲ့အတွက်ဟို YG ကို congratulation ပါလို့ဒီအခုဆော့သွားတဲ့ပွဲလဲတကယ်မျိုးကောင်းတယ်ပေါ့သိရမလား late game ဟိုဘက် CC လီယွန်ပါတယ်လို့ပွဲရနည်းနည်းကြာနေပေါ့ဟုတ်တယ်တိပူစရာလေးဖြစ်လာဒီမှာအဲ့လို late နောက်ဆုံးတော့မှအဲ့လိုစိတ်ရှိနေဟိုဘက်ကိုဆွဲခေါ်ပြီးတော့ဆိုင်သွားတာတော့ဒါကောင်းတယ်ပေါ့ဒီတိုင်းဆို high ground ဒီတိုင်းတက်မယ်ဆိုလွယ်တော့မလွယ်တော့မှန်တယ်ပြီးတော့လို့ဖြတ်တင်တာလေးဖြတ်လိုက်တာလည်းကောင်းတယ်လို့ Esmeralda ကိုစောစောစီတီလိုမျိုးထိုးကလည်းကျွမ်းလာလည်းပါတာပေါ့နော်ပြီးတော့လို့သူတို့ဖြတ်တဲ့ခါမှာတော်တော်ကိုသုံးလိုက်ရတယ် resource တွေတော်တော်သုံးလိုက်ရတယ်ဒါပေမဲ့တန်တယ်လို့ထင်ပါတယ်ဟုတ်လား right မယ်တန်ပါတယ်ဘယ်လဲ response မလာဘူးတော်တော်သုံးလိုက်ရတယ်ဟိုဘက်က response ကတော့မလာဘူးပေါ့ဟုတ်တယ်ဒီပွဲအဲ့လိုမျိုး main ပေါ့နော်အဓိကကြတဲ့ KR player ဘယ်သူဖြစ်မလဲဒီပွဲခရ player ဆိုရင်တော့ဒီ mid က3ယောက်ပဲပေါ့ဟုတ်ကဲ့ခရ player mid trio ပေါ့ mid trio ဒီသူတို့ရွှေ